အခုညီမရောက်ရှိနေတာဆိုလို့ရှိရင်တော့ shop အခန်းလေးပါပဲဖြစ်ပါတယ်ဒီ shop ရဲ့အားသာချက်ကဆိုလို့ရှိရင်လူလဲနေလို့ရပြီလို့ဆိုင်လဲဖွင့်လို့ရမှာဖြစ်ပါတယ်ပြီးတော့အိမ်ကလည်းကျဲတယ်လို့မျိုးအိမ်ရဲ့ရှေ့ဘက်မှာဆိုလို့ရှိရင်လည်းအမိုးထုတ်ပြီးတော့မှဆိုင်ငန်းတွေကထပ်ပြီးတော့လုံးလို့ရမယ့်အကျယ်လေးရှိတယ်တကယ်လို့မှကိုကဆိုင်ဖွင့်ချင်လို့ဆိုလို့ရှိရင်လည်းကားရက်လို့ရပါတယ်မှာဆိုလို့ရှိရင်အခန်းကိုရှိကြဲကြဲရမှာဖြစ်ပါတယ်။သူကအကျယ်အဖြစ်ဆိုလို့ရှိရင်16ပေ40အကျယ်လောက်ထိရမယ်အရှိအခန်းမျိုးဖြစ်ပါတယ်။ဒီအောက်ထပ်မှာကတော့ဆိုင်ဖွင့်ဖို့အတွက်ရည်ရွယ်ချက်နဲ့သူကဒီ hot type ကိုထားပေးထားမယ့်ပုံစံမျိုးပါ။အကယ်လို့ကိုကဆိုင်မဖွင့်မယ်လူပဲနေမယ်ဆိုလို့ရှိရင်လည်း decoration ပြင်ပြီးတော့အိမ်အနေနဲ့ပြန်ပြီးဖွဲ့စည်းလို့ရပါတယ်။အောက်ထပ်မှာဆိုလို့ရှိရင်ရေချိုးခန်းအိမ်ကတခန်းထည့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ပုံမှန်မှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီအနောက်ကိုတော့မြေကွက်လက်အကျယ်7 ရှည်လောက်နဲ့ရရှိမှာဖြစ်ပါတယ်အခုကတော့မီးဝခန်းနေလေးနဲ့ဖွဲ့ပြပေးထားတာပဲဖြစ်ပါတယ်ဒီနေရာမှာကတော့ကိုစိတ်ကြိုက်ကိုသဘောကျတဲ့ပုံစံလေးပြန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ညီမနဲ့အပေါ်တက်ကြည့်အောင်နော်အခုဒီတက်ချင်းဒီဘက်မှာဆိုလို့ရှိရင်တော့အိတ်ခန်းလေးတစ်ခန်းရှိမှာဖြစ်ပါတယ်ပြီးသွားရင်ဒီနားမှာကရေချိုးခန်းအိမ်သာတခန်းထည့်ပေးထားပါပါဒီဘက်မှာဆိုလို့ရှိရင်တော့ master bedroom တခန်းကြက်ကြဲထည့်ပေးထားတာဖြစ်ပါတယ်ဒီနေရာမှာကတကယ်လို့ကိုကနှစ်ခန်းလိုချင်တယ်ဆိုလို့ရှိရင်တော့အခန်းကန့်လိုက်လို့ရပါသေးတယ်အခန်းကတော်တော်ကိုကျယ်တယ်ပြီးတော့မျက်နှာစာပဲဖြစ်တာကြောင့်မို့လို့ဝေယနာထုတ်ပေးထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီ city bank ဝင်တဲ့က shop house project လေးတွေကိုဆိုလို့ရှိရင်တော့ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးတော့စီးပွားရေးလုပ်ဖို့ရွေးထားတဲ့သူတွေပဲဖြစ်ဖြစ်ရွေးချယ်ဝယ်ယူဖို့တင်တဲ့ project လေးပါတကယ်လို့မှကိုယ်တိုင်လည်းမနေဘူးစီးပွားရေးလည်းမလုပ်ဘူးပြန်ပြီးတော့အငှားထားဖို့ရွေးထားတယ်ဆိုလို့ရှိရင်လည်းငှားခအနေနဲ့အနည်းဆုံးပတ်နှစ်တောင်းရရှိမှာပဲဖြစ်ပါတယ်ဒီလိုမျိုးရရှိတာက rental ရင်းနေတဲ့ပြန်ပြီးတွက်မယ်ဆိုလို့ရှိရင် 7% ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့10နှစ်နေမယ်ဆိုလို့ရှိရင်တော့ကိုရင်းနှီးမြှုပ်နှံထားတဲ့ငွေရဲ့80%ကိုပြန်ပြီးတော့ရရှိပြီးသားဖြစ်နေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ return ပြန်ရနိုင်ခြေလည်းဖြစ်တာဖြစ်တဲ့အတွက်ရင်းနှီးမြှုပ်နှံဖို့တင့်တော်တဲ့ project လေးလို့ပြောချင်ပါတယ်။တကယ်လို့မှဒီ project လေးကိုစိတ်ဝင်စားလို့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ညီမတို့နဲ့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။